ကဘာပေါ်ကနေထွက်သွားတာ250နီးပါးရှိတော့မယ်ဘွားရီကျော်ဝမ်အာကာသယာဉ်ကလာမယ့်နိုဝင်ဘာလမှာကဘာနဲ့အလင်းတရက်ဝေးတဲ့အကွာဝေးကိုရောက်တော့မှာပါမိုင်နဲ့တော့မယ်ဆိုရင်16.1ဘီလီယံမိုင်အထိခရီးရောက်နေပါပြီတဘောကတော့ဘွားရီကျော်ဝမ်ကနေလာတဲ့အာကာသလိုင်းသတင်းပေးပို့ချက်ကကဘာကိုရောက်ဖို့ဆိုရင်24နာရီတရက်လုံးကြာမှာပါကဘာနဲ့အဝေးဆုံးရောက်လူလုံးအရာဝတ္ထုဖြစ်လာတဲ့ဘွားရီကျော်ဝမ်အကြောင်းဖတ်ရင်းနဲ့အမစိတ်ဝင်စားမိတာ6ချက်ရှိပါတယ်ပထမတစ်ချက်ကဘွားရီကျော်ဝမ်ကိုလွတ်တင်ခဲ့တဲ့အချိန်မှာဘွားရီကျော်ဝမ်နဲ့တူအမွာအာကာသရဲ့နှစ်ခုကို1989ခုနှစ်မှာလွတ်တင်ခဲ့တယ်အဲ့လွတ်တင်ခဲ့တဲ့အချိန်က186နှစ်နေမှတစ်ကြိမ်ဖြစ်လိမ့်ရှိရဲ့ Jupiter, Saturn, Uranus, Neptune ဂျိုကြီးလေးလုံးကပတ်လန်းတစ်ဖက်ထဲမှာရှိနေတဲ့ဖြစ်စဉ်ဖြစ်နေတဲ့အချိန်နဲ့ချိန်ကိုက်ပြီးလွတ်တင်ခဲ့တာပါဒီတော့တခြားအာကာသယာဉ်တွေထက်အချိန်ကုန်တာရောစွမ်းအင်သုံးစွဲမှုပါတက်တာခဲ့တယ်တခီးတဲ့နဲ့ဂျိုတစ်လုံးမကလည်းလဲပတ်နိုင်ခဲ့တယ် Voyager 2ဆိုရင် Jupiter, Saturn, Uranus, Neptune ဂျိုကြီးလေးလုံးလုံးရောက်ရှိခဲ့ပါတယ် Voyager 1ကတော့ Jupiter နဲ့ Saturn ကိုလဲပတ်ပြီးတဲ့အချိန်မှာနေအဖွဲ့အစည်းရဲ့အပြင်အာကာသထဲကိုဦးတည်သွားခဲ့တယ်2012ခုနှစ် August လ25ရက်နေ့မှာတော့နေရဲ့တန်လိုက်စကွန်းနဲ့ Solar Twin ခေါ်ဓာတ်အားစီတန်းကိုလွှမ်းမိုးမှုစကွန်း Heliopause ကိုကျော်လွန်ပြီးတော့ Interstellar Space ကျေတာယာဂျားကန်အာကာသနယ်မြေတွေကိုခရီးရောက်နေခဲ့ပါပြီစိတ်ဝင်စားမိတဲ့နောက်တစ်ချက်က Jupiter 1နဲ့2ကဂျိုကြီးတွေရဲ့ gravity assistant နဲ့အရှိန်ယူခဲ့တယ်ဆိုတဲ့အချက်ပါပဲဘယ်လိုမျိုးလဲဆိုရင် Voyager 1က Jupiter ရဲ့ပလန်ထဲကိုရောက်သွားပြီဆိုရင် Jupiter ရဲ့ဂျိုးဆွဲအားနဲ့ပလန်ထဲမှာအရှိန်ယူရဲနောက်သွားမဲ့လမ်းကြောင်းတည့်သွားပြီဆိုတာနဲ့ Jupiter ဂျိုးဆွဲအားအရှိန်နဲ့လွှဲထွက်တယ်အဲ့ဒီကနေ Saturn ကိုရောက်သွားပြီဆိုရင်ထိုနည်း၎င်းအရှိန်ယူလွှဲထွက်ပြီးတော့နေအဖွဲ့အစည်းရဲ့ပြင်ပအာကာသတွေကိုဦးတည်သွားခဲ့ပါတယ်ခုနကပြောတဲ့ဂျိုးကြီးလေးလုံးကပလန်တစ်ဖက်ထဲမှာရှိနေတဲ့ဖြစ်စဉ်ဖြစ်နေလို့လဲအခုလိုအရှိန်ယူလို့အဆင်ပြေရဆိုပြီးတော့ဖတ်ရှုရပါတယ်ဒါနဲ့250နီးပါးခီးနေတဲ့ Voyager 1နဲ့2ကကမ္ဘာစီကိုဘာသတင်းတွေပေးပို့ခဲ့လဲ Voyager 1နဲ့2မှာအာကာသကိုလေ့လာပြီးတော့သတင်းပေးပို့နိုင်တဲ့စကရိယာ10ခုစီပါသွားခဲ့ပါတယ်အဲ့ထဲမှာကင်မရာလည်းပါခဲ့တာမလို့အာကာသရဲ့ပုံရိပ်တွေလည်းသတင်းပေးပို့နိုင်ခဲ့ပါတယ်အဲ့ဒါအပြင်နေရဲ့တန်လိုက်စကွန်းနေရနေလာတဲ့ဓာတ်အားစီတန်းငွေတွေဟိုက်ဒရိုဂျင်အမှုန်တွေအာကာသလှိုင်းတွေစတာတွေကိုတိုင်းတာပြီးတော့မှတ်တမ်းတင်ပေးပို့နိုင်ခဲ့ပါသေးတယ်အရင်ကမသိခဲ့တဲ့ဓာတ်ငွေဂျိုကြီးလေးလုံးနဲ့အဲ့ဒီဂျိုတွေကိုပတ်နေတဲ့လတွေအကြောင်းလည်းအသေးစိတ်ကြကြသိခဲ့တယ်ဥပမာ Jupiter ဂျိုပတ်နေတဲ့အိုင်ဟိုလပေါ်မှာမီးတောင်တွေရှိတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ရပါတယ်49နှစ်ကျော်250နီးပါးတက်တန်းရလာတဲ့ခါမှာ Voyager 1နဲ့2ရင်ဆိုင်လာရတဲ့ပြဿနာကစွမ်းရည်နှဲပါလာခြင်းပါအစတော့အခုလိုမျိုးနှစ်ရှည်လဲပတ်ဖို့အတွက်ရည်ရွယ်ခဲ့တာမဟုတ်ဘဲနဲ့ဂျိုကြီးတွေကိုအလဲသွားဖို့အတွက်ပဲလွှတ်တင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေနှစ်တွေကြာလာတာနဲ့မျှပါသွားတဲ့စွမ်းရည်လောင်စာကတဖြည်းဖြည်းချင်းနဲ့အောက်ခြေရောက်နေပါပြီဒီတော့စွမ်းရည်သုံးစွဲမှုတက်တာအောင် NASA JPL ကနေ Voyager 1နဲ့2မှာပါတဲ့စကရိယာ10ခုကိုတစ်ခုပြီးတစ်ခုပိတ်ချနေပါတယ်အခုဆိုရင် Voyager 1မှာစကရိယာ2ခုပဲအလုပ်လုပ်ပါတော့တယ်အမစိတ်ဝင်စားဆုံးအချက်ကိုပြောပါဆိုရင် Voyager 1နဲ့2မှာသုံးတဲ့စွမ်းရည်စနစ်ပါ Voyager အာကာသရဲ့နှစ်ခုလုံးက nuclear စွမ်းရည်သုံးရှင်တွေဖြစ်ပြီးတော့ radioisotope thermoelectric generator ဆိုတဲ့အပူဓာတ်ကနေလျှက်စစ်စွမ်းရည်ပြောင်းလဲပေးတဲ့စက်တွေပါတယ်အပူဓာတ်ကိုဘယ်ရလဲဆိုရင် decaying plutonium ဆိုတဲ့ပြိုကွဲ plutonium နေရတာဖြစ်ပြီးတော့ plutonium တွေပြိုကွဲတဲ့အခါမှာအပူဓာတ်နဲ့ဓာတ်ရုံတွေထုတ်လွှတ်လေးရှိပါတယ်အဲ့ဒီအပူဓာတ်ကိုမှ RTG ကလျှက်စစ်ဓာတ်အားအဖြစ်ပြောင်းလဲပြီးတော့အာကာသယာဉ်ကိုစွမ်းအင်ထောက်ပံ့ပေးနေတာပါနောက်ဆုံးချက်က Voyager 1နဲ့2မှာပါသွားတဲ့ရွှေရောင်သက်ပြားတွေပါ2030ကျော်တဲ့အထိအားခံမယ်လို့ယူဆထားတဲ့ Voyager 1နဲ့2ကနေဖွဲ့စည်းရဲ့အပြင်အာကာသထဲမှာဆက်ပြီးလွန်မျောနေအောင်မှာဖြစ်ပါတယ်တကယ်လို့တခြားနေဖွဲ့စည်းမှာတက်ရှိတွေရှိနေခဲ့ပြီးတော့ဒီအာကာသယာဉ်တွေကိုတွေ့ခဲ့မယ်ဆိုရင်တက်ရှိတွေတဲ့ယဉ်ကျေးမှုတွေကွဲပြားစုံလင်တဲ့ကဘာချိုအကြောင်းသိစေဖို့ရည်ရွယ်ပြီးတော့အခုလိုမျိုးရွှေရောင်တက်ပြားတွေထည့်ပေးလိုက်တာပါအဲ့ဒီဓာတ်ပြားတွေထဲမှာဓာတ်ပုံတွေနဲ့အတန်တွေပါသွားတယ်ဓာတ်ပြားနဲ့အတူဓာတ်ပြားဆက်ကိုရောဓာတ်ပြားဖွင့်ပြီးပုံညွှန်းတွေကိုပါထည့်ပေးလိုက်ပါသေးတယ်ဒါတွေကတော့ Voyager 1နဲ့2အကြောင်းအမစိတ်ဝင်စားမိတဲ့အချက်တွေပဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion media တွေကိုပြန်လည်မျှဝေပေးပါမယ်ရှင်